င်္ဂလာပါ Hello အားလုံးမင်္ဂလာပါခင်ဗျာမြန်မာ山田チャンネルでございます。OK 今日はですね、僕の同い年の友人ですね、今年40歳になるんですけども、ミャンマーで起業して頑張っているので、彼がどのように大学生活だったりですとか、どのように起業を始めたのかっていうことについて聞いていきたいと思います。それではよろしくお願いします。はい。မင်္ဂလာပါတရားပါတော့ OK အဲ့တော့ကျွန်တော်သိချင်တာကလေကွန်နဝါကအဲ့တော့တက္ကသိုလ်ကဘယ်လိုရန်ကုန်မှာလား မဟုတ်ဘူးဗျာကျွန်တော်ကစင်ကာပူမှာကျောင်းတက်တယ်ခင်ဗျာဟုတ်တယ်ကျွန်တော်တင်းနေရှင်းပြမယ်နော်ဟုတ်ကဲ့ကျွန်တော်က2003ခုနှစ်လောက်ကနေပြီးတော့စင်ကာပူသွားတယ်ပေါ့နော်တက်ဆက်ခေါ်အဲ့ဒီမှာကျွန်တော်ကျောင်းတက်တယ်ကျွန်တော်ဒီပလိုမာပြီးသွားတယ်ဒီလိုမှပြီးတော့ကျွန်တော်ကျောင်းကနေပြီးတော့အလုပ်လုပ်တယ်ပေါ့နော်အလုပ်လုပ်တော့ကျွန်တော်က engineering company မှာလုပ်တယ်အဲ့အချိန်မှာပဲကျွန်တော်နောက်ထပ်တွဲယူလိုက်တာပေါ့နော် bachelor in electronic degree ပေါ့နော် degree တစ်ခုကိုကျွန်တော် UNISIM ကနေပြီးတော့ရခဲ့တယ်ဒီလိုပုံမှာပေါ့အားလုံးအလုပ်လုပ်ရင်းနဲ့ပဲကျောင်းတက်ခဲ့ရတာပေါ့ဟုတ်ကဲ့ဟုတ်အဲ့ဒါဆိုဒီဂရီရတော့ပြီဆိုတော့6နှစ်လောက်ဟုတ်တယ်6နှစ်လောက်နော်ဟုတ်တယ်ဘာဖြစ်လို့စင်ကာပူသွားတာကိုဆုံးဖြတ်တာလဲကျန်တော့မဟုတ်မြန်မာမဟုတ်ပဲကျမဆိုင်အချိန်တုန်းကဆိုရင်ကျွန်တော်တို့မြန်မာကျောင်းသားတော်တော်များများကနိုင်ငံတော်စီတော်တော်များကျောင်းတက်ကြတယ်ကျွန်တော်လည်းဟုတ်တယ် overseas သွားကြတယ်ဟုတ်တယ်ဒါပေမဲ့စင်ကာပူသွားမယ်ဆိုရင်တော့ပတ်စံပုံမယ်တင်နေတယ်အဲ့ဒါ scholarship လို့မရှိတာရှိတယ် scholarship program တွေလည်းရှိတယ်ကျွန်တော်တို့ကလည်းအဲ့လို scholarship program တွေအစင်မဲ့သွားခဲ့ပြီးတော့တွေ့ခဲ့ရပါဟုတ်ဒါပေမဲ့ scholarship ဆိုရင်တော့ပြန်ပေးရမှာပြန်ပေးရတယ်သူတို့ကပုံမှန်အားဖြင့်ဆိုရင်အကြောင်းကကျွန်တော်တို့ကာလာတွေပါဆိုရင်အကြောင်းကို bond ထိုးရတယ်ပေါ့နော် bond ထိုးရတယ်3နှစ်ပြန်ပြီးတော့အလုပ်လုပ်ရမယ်ဆိုတဲ့ bond တော့ရှိတယ်ဆိုတော့အကြောင်းပြီးရင်ကျွန်တော်တို့ကစင်ကာပူမှာအလုပ်လုပ်ရတာပေါ့ဆိုတော့အခုကတော့အစဉ်ဆက်ကတော့ education trends ကတော့ပြောင်းလဲလာတယ်ပြီးတော့သူတို့ရဲ့ immigration policy တွေကလည်းနည်းနည်းပြောင်းလဲလာအခုဆိုရင်ကျွန်တော်သိတာစင်ကာပူကကျောင်းသွားဖို့ကျောင်းတက်ဖို့လုပ်နေကြတယ်ဆိုရင်လည်းအလုပ်ရဖို့ကတိတ်မတည်ကြတော့ဘူးဟုတ်မယ်တင်ဟုတ်တယ်အရင်တော့ကတော့မတူဘူးပေါ့ဟုတ်တယ်အဲ့ဒါဆိုနောက်လာကလေအဲ့ဒီတက္ကသိုလ်ပဲပြီးတော့မှcompany မှာလုပ်တယ်နော်စင်ကာပူမှာဟုတ်တယ်ဘယ် company မှာလုပ်တာကျွန်တော်လားကျောင်းစားကျွန်တော်ဂျပန် company မှာလုပ်ဟုတ်တယ်နော်ကျွန်တော် Hitachi မှာလုပ်တယ် Hitachi ကကျွန်တော် base sector ကလည်းဆိုတော့ elevator နဲ့ escalator ပေါ့နော်တက်လီကားတွေစနီကားတွေတွင်းနေပစ္စည်းရောင်းနေအပိုင်းပေါ့နော်အဲ့ဒီ sector မှာကျွန်တော်9နှစ်လောက်လုပ်ခဲ့တယ်ကျွန်တော်စဝင်တော့ဆိုရင်ကျွန်တော်က fresh graduate အနေနဲ့ကျွန်တော်ဝင်ခဲ့တာပေါ့နော်အဲ့တော့ကျွန်တော်စပြီးတော့အောက်ဆုံးကနေပြီးတော့စခဲ့တာပေါ့နော်ပြီးတော့မှအစင်တက်ပြီးတော့ engineer အဆင့်ကိုရောက်လာတာပေါ့ဟုတ်ကဲ့အဲ့တော့မှကျတော့ design မှာဟိုပဲမှာ AutoCAD လို့ပဲလားဟုတ်တယ်အဲ့လိုမျိုး same တို့ MATLAB တို့ AutoCAD တို့အကုန်လုံးသုံးရတယ်ဟုတ်တယ်ကိုလေးဆိုရင်စင်ကာပူမှာအတာ30လောက်ဟုတ်တယ်30လောက်ဖြစ်သွားတာပေါ့ဟုတ်တယ်အဲ့တော့ကကြတော့ဒန်ရှာစင်ကာပူမှာလိုမာလာမြန်မာပြန်มาလာလို့စဉ်းစားတယ်တင်တယ်နော်ဟုတ်တယ်ကျွန်တော်ကျောင်းတက်ပြီးတော့ကျောင်းပြီးရဲ့အချိန်မှာပေါ့နော်ကျွန်တော်ဒီလုပ်ငန်းတွေကမှာ opportunity တွေရတယ်အဲ့လိုဆိုရင်လည်းကောင်းတယ်ဒါပေမဲ့ကျွန်တော်ကျွန်တော်စဉ်းစားရတယ်ပေါ့နော်မြန်မာနိုင်ငံမှာလည်းအလုပ်လုပ်မယ်ဆိုရင်ရတယ်ဒီမှာပဲဆက်နေပြီးတော့လုပ်မလားဆိုတော့လည်းရတယ်ကျွန်တော်တငယ်ချင်းတွေလည်းရှိတယ်လေမိတ်ဆွေတွေတငယ်ချင်းတွေအများကြီးရှိကြတယ်ဆိုတော့သူတို့ကိုလည်းကျွန်တော်တို့ကပြန်တဲ့သူတွေကလည်းမြန်မာနိုင်ငံပြန်တဲ့သူတွေကလည်းပြန်ရတယ်နေတဲ့တငယ်ချင်းတွေလည်းရှိကြတယ်ပေါ့နော်ကျွန်တော်စဉ်းစားတာကဘာလဲဆိုတော့ကျွန်တော်တို့ကအိမ်အောင်ကြတဲ့အချိန်ပေါ့နော်အဲ့တော့29နှစ်မှာကျွန်တော်အိမ်အောင်ကြတယ်ဆိုတော့အိမ်အောင်ကြပြီးတဲ့အချိန်မှာ married life မှာကျွန်တော်ကကိုကျွန်တော်ပြန်စဉ်းစားကြည့်ရကျွန်တော်ရဲ့ future ကိုကျွန်တော်imagine လုပ်ကြည့်တာပေါ့နော်အဲ့တော့မြန်မာနိုင်ငံမှာပဲလင်မယား2ယောက်အတူတူပေါင်းပြီးတော့ company လုပ်မယ်ထောင်မယ်လုပ်ငန်းတွေလုပ်ကြမယ်စိတ်ဝင်စားတဲ့အားတွေကိုဆက်လုပ်ကြမယ်ဆိုပြီးတော့ကျွန်တော်တို့အိမ်မက်လေးစိတ်ကူးလေးတွေနဲ့ပြန်လာကြတာမှာဟုတ်でだそうဒီဗါလေလုံကမစားကီဂျပန် company မှာလို့တဲ့ဆိုရင်တော့ဒုက္ခရောက်တာလည်းရှိတယ်တင်တယ်အဲ့လိုဗါလေဘာပြောမလဲကျုံခါကြမှာတူလို့လေ
ဂျပန်နဲ့မြန်မာနဲ့စင်ကာပူနဲ့တော့တူတယ်ဂျပန်တွေမျိုးဆိုရင်နည်းနည်းအဲ့ဒါတေချာရှင်းပြရမှာဆိုတာလည်းရှိတယ် QC လုံးလည်းရှိတယ် right ကျွန်တော်အဲ့ဒီဟာကလေဂျပန်ကမတူဘူးဆိုတာတော့တကယ်ပါပဲကျွန်တော်တို့ဘယ်လိုတွေ့ရလဲဆိုတော့ဂျပန်ဒါအားလုံးနဲ့ကြားဝင်မှာပေါ့နော်ဂျပန် company တွေကအရင်အသေးစိတ်တယ် information တွေကိုအတိအကျလိုတယ်ပြီးတော့ discussion တစ်ခုလုပ်မယ်ဆိုရင်ဖြည်းဖြည်းစဉ်းစားပြီးတော့ shoot down ပေါင်းစုံကနေပြီးတော့ analyze လုပ်တယ်ပြီးတော့မှသစင်ကြီးစီကိုပြန်ပြီးတော့လုပ်တင်လားမလုပ်တင်လားဒီလိုမျိုးပေါ့နော်စဉ်းစားတာမျိုးဒီလိုမျိုး structure ကကျွန်တော်တို့ကတော့ဒါကကျွန်တော် train ခဲ့ရတဲ့ပုံစံဆိုတော့အဲ့ဒါကိုကျွန်တော်ကောင်းတယ်လို့ထင်တယ်ဆိုအတွေ့အကြုံတွေလည်းအများကြီးရခဲ့တာပေါ့ကျွန်တော် boss တွေကလည်းကျွန်တော်တို့တင်ပေးတယ်ဆိုတာက on job ပဲတင်ပေးတာဟုတ်တယ်အဲ့တော့ကျွန်တော်တို့ကိုဒီကဆိုပါစို့ကျွန်တော်က company ကပစ္စည်းတွေကိုကျွန်တော်ကဟိုပါပေါ့ Middle East မှာပေါ့နော်ကျွန်တော် Dubai ရယ် Doha ရယ် Kuwait ရယ်ဒီလိုဒီမှာကျွန်တော်ရောင်းရတာအဲ့တော့ကျတော့သူတို့ပထမဆုံးလုပ်ရတာကဟိုပါပေါ့ဒီသူတို့ရဲ့ code of practice တွေသူတို့ရဲ့ national building code တွေသူတို့ရဲ့ဥပဒေကဘယ်လိုပစ္စည်းတွေကိုသုံးတယ်ဒီလိုမျိုးအဆောက်အအုံတစ်ခုမှာတက်တွေကတစ်ခုထပ်ဆင်နေဆိုရင် installation တွေကဘယ်လိုလုပ်ရတယ်ဆိုတဲ့ဟာတွေကဥပဒေနဲ့ law နဲ့သူတို့ practice နဲ့ရှိပြီးသားဒါတွေကိုကျွန်တော်လေ့လာရတာပေါ့အဲ့လိုလေ့လာရတဲ့အသေးစိတ်လေ့လာပြီးတော့မှလာဒီနိုင်ငံမှာကျွန်တော်တို့ကသူတို့လိုအပ်တဲ့လိုအပ်ချက်အရာကျွန်တော်တို့ကဒီတိုင်းပြည်မှာကျွန်တော်တို့ပစ္စည်းရောင်းလို့ရမှာမယ်ဆိုတဲ့ဟာကိုသိလာတာပေါ့နော်ဆိုတော့အဲ့လိုလုပ်ရတဲ့အချိန်တွေမှာ study လုပ်ရတဲ့အချိန်တွေမှာဒီကျွန်တော်တို့ရောင်းနေကြတိုင်းပြည်တွေနဲ့မတူတာတွေကပါရှိတယ်ကျွန်တော်တို့လုပ်လို့ရလားမရဘူးလားဘာလို့ဘယ်လိုမျိုးကျွန်တော်တို့သွားရမလဲဆိုတဲ့ဟာကိုသိစိတ်လေ့လာရတာပေါ့ဆိုအဲ့လိုအတွေ့အကြုံတွေတော့ကျွန်တော်အများကြီးရခဲ့ပါတယ်ဟုတ်အဲ့ဒါဆိုဂျပန်ကုမ္ပဏီမှာလို့တာကအဆင်ပြေတယ်လို့ပြောတယ်နော်အဆင်ပြေတာပဲမဟုတ်ပဲနဲ့အတွေ့အကြုံအများကြီးရတယ်အတွေ့အကြုံအများကြီးရတယ်လို့ပြောလို့ရတယ်ဟုတ်တခုပြောမယ်ဆိုရင်မကြိုက်တယ်ရှိတာမချိုက်တော့ရှိလားဆိုတော့ဒုက္ခရောက်တာလို့နော်မချိုက်တာတော့အချိန်အများကြီးလုပ်ခဲ့ရတာပေါ့နော်ဟုတ်တယ်လားမနေ့7နာရီကနေပြီးတော့ည10နာရီလောက်ထိဟုတ်တယ်ဒီတိုင်းနေပါလုပ်ခဲ့ရတယ်ဟုတ်အခုတော့ကျတော့ဂျပန်မှာတော့လိုမိုင်းအောင်ဖြစ်နေတယ်ဟုတ်တယ်အဲ့တော့ကျွန်တော်တက္ကသိုလ်ဝေးရတယ်မှာတဲ့သူတို့ပါပဲတက္ကသိုလ်ကျတော့ည7နာရီ7နာရီကျော်တယ်ဟုတ်တယ်အဲ့လိုမျိုးဟုတ်တယ်တက္ကသိုလ်ကျတော့လိုမိုင်းအောင်ဟုတ်တယ်မရတော့ဘူးကောင်းတယ်မှာ pressure တွေများနေတယ်ပြီးဘာဖြစ်လဲဆိုတော့ထိုင်ရချန်ကေတဲ့ဆိုရင်ဖန်လို့ရတယ်ဒါပေမဲ့တခြား staff တွေတွေရှိတယ် senior တွေရှိတယ်ဆိုရင်နည်းနည်းတော့အခုဖန်လို့မရဘူးလို့ဟုတ်တယ်ဂျပန် boss တွေကအဲ့ pressure ပေးတယ်ဟုတ်တယ်သူတို့ကပြန်သွားတယ်လို့ထင်တာမဟုတ်ဘူးသူကညစာတော့စားတာပြီးတော့ပြန်ရောက်လာခဏပဲပြီးတော့ပြန်ရောက်လာတယ်အဲ့ဒါကြရတယ်နော်အခုအဲ့တော့လေအတွေ့အကြုံတွေခေါင်းနာမခေါင်းနာတော့ကျွန်တော်တိတ်မပြောတော့ဘူးဒါပေမဲ့အခုမြန်မာ style ကြတော့ဂါနိုင်ဆိုရင်အခုလုံးဖန်တယ်ဟုတ်တယ်များများအတော်များများဟုတ်တက္ကသိုလ်ကျတော့မရအချင်းပေါ်လိုရမယ်လို့ရှိတယ်ဒါပေမဲ့အဲ့လိုမလုပ်ဘဲနဲ့အင်းစောစောပြပြီးတော့မိသားစုနဲ့တူစားမယ်ညပြီးတော့မှအဲ့လိုများတယ်ဒီမျိုးမှာကြာဟုတ်တယ်ကျွန်တော်တို့ဆိုရင်လုပ်ငန်းခွင်ကို interview လုပ်တယ်လေဝန်ထမ်းအသစ်တွေကိုလေလုပ်တယ်ဆိုရင်ကျွန်တော်တို့ကြုံရတာသူတို့မိခွန်းတွေကစနေနေ့လုပ်ရလားတနင်္ဂနွေပိတ်တာလားအဲ့လိုလေးပုံပေးကြတယ်ညနေက9နာရီဆင်းတာလားဒီလိုမျိုးပေးကြတယ်ဟုတ်တယ်အများကြီးအလုပ်လုပ်ရမှာဆိုရင်တော့တိတ်တပုံမကြောက်ဘူးဟုတ်တယ်ကျွန်တော်တို့ style ကမတူဘူးပေါ့အဲ့ဒါဆိုပြီးတော့ဂျပန်ကုမ္ပဏီမှာတော့တဲ့ပြီးရင်မြန်မာမှာတော့စားမယ်ဆိုတာကိုဆုံးဖြတ်တယ်ဆိုတာလေဒါဘယ်တော့မှမတည်ဘူးအဲ့တော့ကျတော့အဲ့တော့က2015လုပ်ခဲ့တဲ့17နှစ်လောက်ဟုတ်တယ်ဆိုအဲ့ဒီကအိမ်အောင်ကြပြီးသားစားပေါ့ပြီးတော့ကျွန်တော်တို့ကတခုရှိတယ်ကျွန်တော်ကအကြောင်းရင်စပြီးတော့တက်လိုက်တော့မြန်မာနိုင်ငံမှာအဲ့ဒီအချိန်တော့ဆိုရင်ကျွန်တော်အလုပ်တစ်ခါမှမလုပ်ဘူးဟုတ်တယ်မလားအဲ့တော့ကျွန်တော်စင်ကာပူမှာပဲအဲ့လိုအဲ့တော့ style ကိုကျွန်တော်မသိဘူးနားမလဲတော့ကျွန်တော်ပြန်လာတဲ့အချိန်မှာတော့ကန်ကောင်းထောင်းမှဆိုတော့တကယ်ကောင်းတဲ့ company မှာကျွန်တော်တို့အလုပ်ရတာပေါ့နော်ကျွန်တော်အမျိုးသမီးရောအလုပ်ရတယ်engineering company မှာကျွန်တော်လုပ်ရတယ်ပြီးတော့ဒီ culture ကိုတင်ပြခွင့်ရတာပေါ့တင်ပြခွင့်ရ
အရင်တော့အစတော့ကိုကိုဟုတ်လာပြီပေါ့နော်ငါဆရာကြီးပဲဆိုပြီးဟုတ်လာတယ်တကယ်တမ်းကျတော့ကျွန်တော်ဒီနေ့ဟိုရောက်တဲ့အချိန်မှာဘာမှမသိပါဘူးအများကြီးကျွန်တော်လေ့လာကြရရှိရဲဆိုတာသိရပါတယ်အဲ့ဒါဆိုမြန်မာတန်လာပြီးတော့ချင်းကိုပိုင်အောင်လုပ်တော့မှာဟုတ်ပဲねတကောက် company မှာကျွန်တော်တစ်နှစ်ခွဲလောက်တော့လုပ်ခဲ့ရတယ်ပြီးတော့မြန်မာ engineer တွေပဲเนาะဟုတ်တယ်အဲ့လိုတက်လိုက်အောင် culture ဟုတ်တယ်ကျွန်တော်ပဲဘယ်လို company ကို run နေဆိုတာသိရတာပေါ့ဘယ်တော့တူတော့တယ်ဆိုတယ်ဟုတ်တယ်အဲ့ဒါကဂျပန်နဲ့မြန်မာဆိုရင်တော့ဘယ်မှာတူလို့လေအဲ့ဒါတော့နည်းနည်းတော့ခွန်လာဝရတဲ့ local တွေတော့ရအောင်နော်ဟုတ်တယ်ကိုထင်တာကြီးပဲလုပ်လိုက်မိရင်ဟိုအမှားတွေပါမှာပေါ့နော်အဲ့တော့သူများတွေဘယ်လိုလုပ်လဲဆိုတာအရင်လေးလာတာပေါ့ဟုတ်ကဲ့အဲ့ဒါဆိုထန်ကြီးကွယ်တော့ပြီးတော့မှခိုးပိုင်ရလို့လို့တယ်နော်ဟုတ်ကဲ့ပြီးတော့ကကျတော့ဘာလုံးကနဲ့လို့စားတယ်ကျွန်တော်က engineering နဲ့ပတ်သက်တဲ့ကိစ္စတွေရှိတော့ကျတော့ engineering ပစ္စည်းတွေပေါ့နော်ပြီးတော့နောက်တစ်ခုကကျတော့ကျွန်တော် shop တွေလည်းလုပ်တယ်ကျွန်တော်ဒီ e-commerce ဟို shop တွေလုပ်တယ်အဲ့ဒါလေးတွေကတစ်နှစ်လောက်လုပ်လိုက်နောက်တစ် design ကိုကျွန်တော်နောက်တစ်မျိုးပြောင်းပြီးလုပ်လိုက်ဒီလိုမျိုးပေါ့နော်ကျွန်တော်ဂျားထဲမှာကျွန်တော်အဲ့လိုစူးစမ်းပြီးတော့လုပ်ခဲ့ရတယ်အများကြီးရှာတယ်သူများရှာပြီးတော့နောက်မှဒီဟာ finally ဒီဟာကိုဆုံးဖြတ်ချက်ချပြီးတော့ဒီလုပ်ငန်းကိုကျွန်တော်လုပ်ခဲ့တာဟုတ်အဲ့ဆိုအခုဆုံးဖြတ်တယ်ဆိုရင်တော့အခုတော့ beta ဘောလို့တာလားအဲ့ဒီ e-commerce ရောbeta ကိုလုပ်တာပေါ့ဟုတ်တယ်အဲ့ဆို beta ကအခုရှင်းနေလောက်ရှိပြီရှင်းနေလောက်ရှင်းနေဟုတ်တယ်ရှင်းနေကြရှိပြီ setting up လုပ်ဖို့ကြတော့ကျွန်တော်တို့ကအချိန်ယူရသေးတယ်လေ company ကိုမစခင်မှာလူတွေမစခင်မှာကျွန်တော်တို့ capital ကိုစုရတယ်ပတ်စံစုရတယ်ပြီးတော့နောက်ကျတော့ကျွန်တော်ပညာသင်ရတာပေါ့သင်ရတယ်ဆိုတော့ဟိုကျွန်တော်အမျိုးသမီးမထူကတော့သူကတကယ်လေးလာရရဲ့အကျဉ်းတော့ရပြီးတော့ beta ရဲ့ founder ပေါ့သူကတော့ founder အစ်လို့ပြောရမှာပေါ့နော်အဲ့တော့သူကဘာလုပ်လဲဆိုတော့ဂျိုရီယာကိုတွားတယ်ချင်းမိုင်ကိုတွားတယ်တင်တဲ့တက်တယ်အကြောင်းနေတက်တယ်အဲ့ကနေပြီးတော့ဒီ idea တွေရလာတယ်ပေါ့ဘယ်လိုလုပ်ရင်ဟိုလှတယ်ဘယ်လိုပုံစံလေးတွေကိုဟိုဘယ်လိုဖန်တီးရတယ်ဆိုတဲ့ဟာမျိုးတွေကအသေးစိတ်ကသူလေ့လာတာပေါ့နော်လေ့လာပြီးတော့ကျွန်တော်တို့ကစရင်ကျွန်တော်တို့ရဲ့ strategy ကတစ်နှစ်မှာကျွန်တော်ဟိုပထမဆုံးနေ့မှာကျွန်တော် sign ဖွင့်မယ်ဒုတိယနေ့မှာကျတော့ကျွန်တော်တို့က get ပို့ပြီးတော့ဟို service တွေကိုကျွန်တော်တို့ကပေးမယ်ဒီလိုမျိုးပေါ့တတိယနေ့တော့ကျွန်တော်တို့သွားလာရတာပေါ့ပထမကျတော့ဟုတ်တယ်နော်ဆိုင်ရာကြီးမဟုတ်ဘဲနဲ့တပိပိဟုတ်တယ်အခုကျတော့ဆိုင်ကကြီးဖြစ်သွားတယ်ရောင်းရကြီးလူတွေပဲဖြစ်တယ်ပထမကဟုတ်တယ်နော်အခုကတော့challenge ကပထမနေ့ကကောင်းနေကြပထမကဘာဖြစ်လဲဆိုတော့2018-19တုန်းကဟိုနိုင်ငံခြားရေးတွေအများကြီးလာတယ်ဟုတ်တယ် COVID-19 မှာလာခင် COVID-19 နောက်ပိုင်းမှာကျတော့လေကျွန်တော်တို့နိုင်ငံခြားရေးတွေလာပါတယ်အဲ့မှာကျွန်တော်ကလေဟိုရှုံး company ကို COVID တုန်းကဆိုရင်ကျွန်တော်ဟိုအကြိုက်ပေးရတယ်6လလောက်ပေးရတယ်ဒါသူများတွေကတော့6လတည်းကြော်တာပေါ့နော်အဲ့အချိန်မှာကျွန်တော်တို့အရန်ဟိုအရေးကြီးတဲ့အချိန်ပေါ့နော်ကျွန်တော်တစ်နှစ်ပဲရှိသေးတယ်ဆိုတော့ဒီလုပ်ကိုဆက်လုပ်ရမှာလားရလိုက်ရတော့ပြီးရင်ဟိုဘာဆက်လုပ်ရမှာလဲဆိုတာကိုဆုံးဖြတ်ရတယ်အဲ့ဒီအချိန်က stress အများကြီးဟုတ်တယ်နော်ပတ်စံလေးကုန်တယ်ပတ်စံလေးကုန်တယ်လူတွေလည်းဟိုလာခတွေပေးထားတာတွေကတခါကျွန်တော်တို့ကဒီလာခကိုအလုံးမလာပဲနဲ့လာခကိုတဝက်ပဲပေးရင်ကောင်းမလားမပေးရမလားအဲ့ဒါကြီးကျွန်တော်တို့အဲ့လိုစဉ်းစားခဲ့ရတာဟုတ်တယ်ဟုတ်ဒါပေမဲ့ဝိနန်းတွေနဲ့လက်ဆောင်မပေးတူတူလေးဒုက္ခရောက်မှာဆိုတော့လည်းရှိတယ်ဟုတ်တယ်ကောင်းခိုင်းရနော်အရင်ကောင်းတယ်ဟုတ်တယ်နောက်ပိုင်းတော့ကျွန်တော်တို့လောက်ကလည်းဟို work from home လို့မရဘူးလေဒါပေမဲ့မရဘူးဆိုရင်တော့ဟိုရအောင်တော့ကျွန်တော်တို့ကပြန်ပြီးတော့ဟိုဒီ process တွေကိုတခြားလောက်ရတာပေါ့ system ကိုကျွန်တော် in place လုပ်ပြီးတော့ဒီ system ရှိနေတဲ့အချိန်ကျရင်ကျွန်တော်တို့က office လုပ်နေတဲ့သူတွေကတမျိုးနောက်ထပ်ကျတော့လက်မှုပညာရှင်တွေကဘယ်လိုလုပ်မလဲဆိုတဲ့ဟာကိုကျွန်တော်ပြန်ခွဲခြားပြီးတော့ manage လုပ်တဲ့ပုံစံကိုတော့နီးပြီးတော့နောက်ပိုင်းကျတော့ပြန်ပြောင်းလာရတာပေါ့ဟုတ်ပြီးရင်အဲ့ဒီလုံးကကျတော့ဘယ်လိုဖွင့်ကောင်းလဲ textile ဟုတ်တယ်ဟိုပေါ့home textile home textile နော် home textile လို့ခေါ်မှာပေါ့အဲ့လိုမျိုးဆိုရင်မြန်မာမှာကျတော့ရှိတဲ့ဒါပေမဲ့ brand name လို့မျိုးဆိုရင်အများကြီးတော့မရှိဘူးတင်တယ်
ကျွန်တော်တို့ရှိမှလည်းကျွန်တော်တို့ company တွေဒီလိုမျိုး home textile နဲ့လုပ်နေတဲ့ company တွေဆိုရင်ရှိပါတယ် home textile တီးတန့်တော့တိတ်မရှိဘူးပေါ့နော်ဒါအများအားဖြင့်ကတော့ကျွန်တော်တို့ကအိမ်မှာရှိတဲ့တခြား product တွေကို furniture တွေဆိုတော့ဒီလိုမျိုးတွဲပြီးတော့ဖြည့်ပြောင်းတာပေါ့ကျွန်တော်တို့ကကျတော့ဒီ home ပေါ်မှာကျွန်တော်တို့ဒီ textile ကိုပဲ niche ဖြစ်တဲ့ market ကိုပဲတွားတာပါでもこだわらがဒီ home textile လုပ်ငန်းနဲ့ပတ်သက်တဲ့အတွေ့အကြုံရှိပဲနဲ့လို့ဒါဆိုတော့အဲ့ဒါအရင်ပေါင်းတယ်အမေဒေတာတယ်ဒီမေးမှလည်းစူးစမ်းတယ်အဲ့ဒီဟာကကျွန်တော်တို့ကောင်းတာလည်းရှိရအစိုးရလည်းရှိတယ်ပေါ့နော်တစ်ခုကတော့ဗာလဲဆိုတော့textile နဲ့တကယ်လို့ပွဲရခဲ့တဲ့ဟိုပညာရှင်တွေနဲ့ရှင်ကြည့်လိုက်တော့ကျွန်တော်တို့ကသူတို့လောက်အကြောင်းမှမသိခဲ့ရတော့ကျွန်တော်မတတ်ဘူးလေမတတ်တော့ကြတော့ဟိုဘယ်လိုပြောမလဲသူတို့ရဲ့ decision တွေကတော့ပိုကောင်းမယ်လို့ကျွန်တော်ယုံကြည်တာပေါ့နော်ကျွန်တော်လုပ်တဲ့ decision ကျွန်တော်တခုခုဆုံးဖြတ်ချက်ချရမယ်ဆိုရင်ကျွန်တော်ကအများကြီးစဉ်းစားရတာပေါ့ငါလုပ်တာဟုတ်လားဆိုတဲ့ဟာမျိုးစဉ်းစားရတာပေါ့အဲ့ဟာကအချိန်ကိုကျွန်တော်အချိန်ပိုပေးရတာပေါ့ဆိုအဲ့ဒီအခက်အခဲတော့ရှိတယ်ကောင်းတာကဘာဖြစ်လဲဆိုတော့ဘာမှဟို background မရှိလဲကျွန်တော်တို့ကဟိုရအောင်လုပ်မယ်ဆိုရင်တော့ကျွန်တော်တို့ status တစ်ခုအနေနဲ့တော့အခုလက်ရှိလိုမျိုးကျွန်တော်တို့စီးပွားရေးကိုရပ်တည်နိုင်အောင်တော့လုပ်လို့ရတယ်လို့ပြလိုက်တာပေါ့နော်အဲ့လိုပြနိုင်တာလည်းကောင်းတာပေါ့အခုကျတော့ဒီ home textile လုပ်ငန်းပဲမဟုတ်ဘဲနဲ့ IT တွေရှိတယ်နော်ဟုတ်ကဲ့ IT တွေလို့တယ်ဟုတ်ကဲ့ပြီး HR ကောင်းနေတယ်ဟုတ်ကဲ့ထုံးကူလားနှစ်ခုပါပဲ primary ကနှစ်ခုပဲဟုတ်ကဲ့အဲ့ဒါက IT က何と2လောက်ရှိပြီလားလို့စတာright ဟုတ်တယ်IT ကတော့ကျွန်တော် company လို့ပြောရင်တော့ဟိုပါပေါ့ကျွန်တော်တို့ကဖက်ဆက်လုပ်တဲ့ company က partner တွေနဲ့လုပ်တဲ့ company လို့ပြောတာပေါ့နော်ဟုတ်HR company ကတော့အမျိုးသမီးကအခု HR ကသူက freelance ပေါ့နော် freelance ကနေပြီးတော့တစ်စင်ဒီ hire လုပ်ပြီးတော့ company ကိုHR နဲ့ပတ်သက်တဲ့ဟိုပါပေါ့ဒီဝန်ထမ်းတွေနဲ့ organization structure တွေနဲ့ပြီးတော့ကျတော့ဒီလုပ်ငန်းတွေမှာလိုအပ်တဲ့ဝန်ထမ်းတွေရာကိစ္စတွေခန္ဓာတွေအကုန်လုံးကိုတနေရာထဲမှာဆွေးနွေးပြီးတော့ပေါ်ထုတ်ပြီးတော့ကြံပေးနိုင်အောင်ဆိုပြီးတော့သူက HR certification တွေနဲ့ဟို PP ဆိုတော့တွားပြီးတော့ဟိုလုပ်ခဲ့ရတာပေါ့နော်အဲ့ဒါဆို training လေးပေးတယ်သူတို့ training လေးပေးတယ်ဟုတ်တယ်ဂျပန်မှာကျတော့အဲ့လိုမျိုးမရှိဘူးနော်အဲ့လိုမျိုးဆက်recruitment agency လို့ဆိုရင်တော့အလုပ်ကိုစားပဲသူတို့ကမစားပဲဟုတ်ကဲ့ပြင်တာပဲ training မှာပဲ training မှာပဲrecruitment နဲ့ဟိုอะไรတော့နေကြဆိုတော့ရှာတယ်တော့ပါလို့ရပါဟုတ်ကဲ့ဒီမှာကျတော့ဟိုကျွန်တော်မျိုးသမီးရဲ့ HR panelist company ကကျတော့သူကဟို recruitment မှာပါအဲ့ဒီကမပါဟုတ်ကဲ့ service နဲ့ training ပေးတာပေါ့ဟုတ်ကဲ့အဲ့ဒါဆိုဘာလို့ကျွန်တော် company ကHR နဲ့ပတ်သက်တဲ့ဟာကိုကျွန်တော်ဝန်ထမ်းတွေကြီးပဲကြည့်တယ်ဆိုရင်တော့ခုနကလည်းထောက်ပြရအောင်ဟုတ်ကဲ့ဗျာဟုတ်တယ်အဲ့လိုမျိုးဂျပန်မှာလည်းရှိတယ်အခုတော့ကျတော့များတော့တယ်မြန်မာမှာကျတော့ရှိတယ်ဒါပေမဲ့အဲ့လိုလုပ်တယ်လို့မရှိလို့မပြောဘူးနော်ဒါပေမဲ့နေတယ်ဒါပေမဲ့အဲ့ဒါရေးစီတယ်ဂျပန် style ဟုတ်တယ်ဂျပန် style နော်လာကအခုအတန်း20何နော်စင်ကာပူမှာရှိတော့နောက်တစ်ခါအခုပြန်ဝယ်ရတယ်ဆိုရင်ဘယ်လိုလုပ်မလဲဂျပန် company မှာလုပ်မလားကျွန်တော်လားဟုတ်တယ်ကျွန်တော်ကတော့လေဟိုဒီဂျပန် company မှာလုပ်ရတာကိုကျွန်တော်ကြိုက်တယ်ဟိုကြတယ်ဟိုဒီဘယ် company မှာပဲဖြစ်ပါကျွန်တော်လုပ်ချင်တဲ့ဟိုပညာရတစ်ခုလည်းဖြစ်နေတယ်ကျွန်တော်လေ့လာထားတဲ့ပညာတစ်ခုလည်းဖြစ်တယ်ပြီးတော့ကျွန်တော်တို့ရဲ့စိတ်ပေါ့နော်ကျွန်တော်ရဲ့စိတ်အားထက်သန်တဲ့ဘာသာရေးလည်းဖြစ်တယ်ဆိုရင်တော့ဘယ် company မှာပဲဖြစ်သွားမယ်အလုပ်လုပ်မယ်အဲ့အလုပ်ကြိုးစားပြီးတော့မှကျွန်တော်တို့အတွေ့အကြုံတွေရမယ်ပေါ့အဲ့လိုစိတ်ပဲကျွန်တော်စဉ်းစားမှာပါ25နှစ်ဆိုရင်တော့ပေါ့နော်ဆိုအဲ့တော့ကျွန်တော်ထင်တယ်ဂျပန် company မှာပဲလုပ်ဖြစ်မယ်နောက်တစ်ခါတည်းရတယ် maybe Singapore မှာမဟုတ်ပဲ maybe Japan ဟုတ်တယ်အခုကျတော့ကျွန်တော်လည်းဂျပန်ကိုခရီးတွေပို့လေဟုတ်ပို့ပြီးတော့သူတို့ကအခုကျတော့ဂျပန်မှာလို့တယ်ပြီးနောက်ပိုင်းကျတော့ဘယ်လိုလုပ်ရင်ကောင်းမှာလဲဆိုတော့သူတို့ဘာမှမရှိဘူးလို့ပြောရတယ်တော်တော်များများကဂျပန်သွားမယ်ဆိုရင်စားတော့ဆိုင်မှာလုပ်မယ်ပြီးမြန်မာပြန်ရင်ဂျပန်အစား
ဆိုင်ပွင့်မယ်လို့ပြောတယ်ဒါပေမဲ့သူတို့ကအကုန်လုံးပွင့်တော့ဂျပန်ဆိုင်ပဲရှိကြတယ်တင်ဟုတ်တယ်တရားကားလေဒီသူတို့ကိုယမရာတို့ကပေါ့ဒီ service တွေထဲမှာ counseling ပေါ့နော် career counseling တွေတော့ကျွန်တော်ထင်တယ်ထည့်ပြီးတော့ပြောပြပို့တော့လုပ်မယ်ထင်တယ်လူငယ်တွေကြတော့သူတို့ရဲ့လမ်းကြောင်းကိုတချို့ကြတော့လည်းအရင်ကို clear ဖြစ်တယ်သူတို့ဘာလုပ်ချင်လဲပြီးရင်ဘာဆက်ဖြစ်မှာလဲဆိုတာ5 year 10 years plan တွေကသူတို့ရှိမှရှိကြရပေါ့နော်ဒါပေမဲ့များသောအားဖြင့်ကတော့ကျွန်တော်ထင်တယ်ဟိုသူများလို့လိုက်လောက်တာပဲဖြစ်ဖြစ်အိမ်ကနေပြီးတော့အမတွေအကိုတွေကဟုတ်လေမိဘတွေကဦးလေးတွေကတော်တွေကပြောပြလို့နေဒီကြောင်းပတ်တဲ့နေနိုင်ငံရသွားရမယ်ဟိုpart time ပဲဖြစ်ဖြစ်နေလောက်ကြအဲ့လိုမျိုးပဲပြောရင်းနဲ့ရပ်သွားတာပုံများပေါ့နော်ဆိုအဲ့လိုထင်တယ်ကျွန်တော်ကဟိုဒီ career mindset ကိုတော့ကျတော့ဟိုသူတို့အဲ့ဒီလို25နှစ်လောက်ရောက်တဲ့အချိန်ပဲဖြစ်ဖြစ်ဒါ console ကောင်းနေလို့ကျွန်တော်ထင်ပါတယ်ဒါပေမဲ့လည်း education တခုလည်းပတ်သက်မှာfinish or early education တခုပေါ့နော်ပြီးသွားတဲ့ degree diploma ရပါလို့လက်မှတ်တွေအလုပ်လုပ်ပဲပြောရမယ်လို့လက်မှတ်တွေရပါတယ်ဆိုတဲ့အချိန်ကြရင်တော့ဒါကိုသူချာချာစဉ်းစားသင့်တယ်လို့ထင်တယ်ဟုတ်တယ်တချို့ကြတော့တုံးနေလာလို့ပြီးတော့ဂျပန်မှာလေပတ်စံするပြီးတော့高度立てる嬉しいで。だけがとどは高度立ちね。だめパスさんもしろ高度も立たないよね。だじゃのアインアロロビドも高度立てるそうある。ဟုတ်တယ်ピンタチョウチャルチャノチャプラがジャパンマパスさんすでピンノルウェーラスウェーデンのティブエニアとかで。ဟုတ်လားあやとさんだよ。migration ပေါ့နော်ဟုတ်တယ် migration လုပ်ကြတယ်အဲ့လိုပြောတယ်အဲ့တော့အခုကိုနာလာတဲ့ငယ်ခရဲတွေကဂျပန်သွားတော့ဘယ်လိုခံစားရလဲကျွန်တော်တို့ကလေလူငယ်တွေအတွက်ကတော့ဒါပညာရှာဖို့သွားရဲဆိုရင်ဟိုသွားတင်ပါတယ်တင်ပါတယ်ဂျပန်တိုင်းပြည်ဂျပန်နိုင်ငံကကျွန်တော်တို့အခုဆိုရင်ပေါ့နော်ဒါအကုန်လုံးကိုအများကြီးကျွန်တော်တို့ support ပေးနိုင်တယ်လို့ထင်တယ်ပေါ့နော်ဒါကိုရမရတို့လည်းဒီကိုရောက်လာပြီးတော့ support ပေးနေရပဲเนาะဆိုတော့အဲ့တော့ကျတော့ဒီ career path တစ်ခုအနေနဲ့ဆိုရင်လည်းဒါဂျပန်မှာအလုပ်လုပ်တယ်ဆိုတာလည်းကောင်းပါတယ်ကျွန်တော်ပြောတာဟိုဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့တိုင်ပြီးမှာကနှစ်ခုရှိရပါတော့နိုင်ငံခြားကိုထွက်လာပြီးတော့ဒီဟို exposure ပိုရမှာပြီးတော့တခြားနိုင်ငံကလူတွေတိုးတက်နေတဲ့နိုင်ငံလူတွေအလုပ်ဘယ်လိုလုပ်ကြလဲပညာရေးကရောဘယ်လိုရှိကြလဲဆိုတဲ့ဟာကိုယ်တိုင်ကိုကြားခံစားခွင့်ရတဲ့အနေအထားတစ်ရပ်ကိုကြတော့ကျွန်တော်ကိုယ်တိုင်လည်းနိုင်ငံခြားမှာကြောင်းတက်လာတဲ့သူဆိုတော့အဲ့တော့ကျွန်တော်ကတော့ support အပြည့်ပြည့်ကောင်းတယ်လို့ထင်ပါတယ်ပြီးတော့ကြာခါမှာသူတို့ကဟိုမှာ10နှစ်15နှစ်ဒီလိုကြာလို့ကြာကဒီဘက်တို့အနေနဲ့မြန်မာနိုင်ငံကိုပြန်ပြီးတော့ support လုပ်ပေးခြင်းနဲ့မြန်မာနိုင်ငံက family ကိုဟိုပေါ့ဂျပန်မှာမနေဘဲနဲ့အားလုံး move back ပြောင်းဒီလိုမျိုးကြာရင်လည်းရှိလာနိုင်ပါတယ်အဲ့တော့အဲ့ဒီဟာကိုကျွန်တော်တို့ကဒီတေချာအကြာကြီးကြာတော့မှာပဲ10 years လောက်ပြန်ကြာမှာပဲကျွန်တော်ကြည့်ရမှာပေါ့ဟုတ်တယ်ကျွန်တော်ထင်တယ်မြန်မာတွေကတော့မြန်မာပြည်ကိုတော့အရင်ချစ်ကြတယ်ဟုတ်တယ်ပြန်လာမယ်အရင်ချစ်ကြတယ်ပြန်လာကြပါတယ်ဟုတ်တယ်အဲ့လိုတင်တယ်အဲ့တော့နောက်ဆန်တစ်ခုတော့မေ့ကြည့်တော့မေးပါဟုတ်ကဲ့ဒီဗီဒီယိုက YouTube ကဂျပန်ကုမ္ပဏီကချိတယ်များတယ်ဂျပန်လူမျိုးချိနေတယ်ဟုတ်ကဲ့ဟုတ်အဲ့တော့ဒါပေမဲ့သူတို့ကဘာဒုက္ခရောက်တာလဲဆိုတော့မြန်မာလူမျိုးနဲ့အင်ဒိုနီးရှားတွေရှိတယ်ဂျပန်မှာကျတော့အဲ့တော့သူတို့နဲ့ဘယ်လိုလုပ်ရင်သူအလောကစင်ပြီးနိုင်တာလဲဆိုတော့အဲ့တော့သူတို့တခါတည်းကျတော့နားမရဘူးအဲ့တော့တကူတော့ advice ပေးပါဘယ်လိုလုပ်ရင်ဂျပန်လူမျိုးကမြန်မာလူမျိုးနဲ့အဆင်ပြေအောင်လုပ်နိုင်တာလားကျွန်တော်ထင်တယ်မြန်မာတွေကလေကျွန်တော်ပါဝင်ပေါ့နော်ကျွန်တော်တို့က yes အရင်လုပ်ကြတယ်ကောင်းရင်ဘာဖြစ်ဖြစ် okay လားဆိုရင် okay လို့ပြောကြတယ်အဲ့တော့ပထမဆုံးကတော့တေးချာမေးဖို့လိုတယ်တကယ်လုပ်ချင်တာလားပေါ့နော်သူတကယ်ဖြစ်ချင်တာလားဒီဟာကမှန်တာလားဆိုတဲ့ဟာကိုသူတို့ရဲ့မြန်မာလူမျိုးတွေကျွန်တော်တို့ရဲ့ပေါ့ကျွန်တော်တို့ရဲ့ဟို yes ကိုမယုံသေးပဲနဲ့မေးနိုင်မှတော့လာကြမယ်လို့ပြောပါတယ်ဟုတ်တယ်နော်အဲ့တော့ဂျပန်လို့ဆိုရင်大丈夫လို့ပြောတယ်大丈夫အဆင်ပြေတယ်အဲ့ဒီပဲဟုတ်တယ်အဲ့တော့ကျွန်တော်လည်းခဏမဲတယ်ခလေးတွေနဲ့အဆင်ပြေလာတော့အဆင်ပြေပါတယ်အဲ့ဒါပဲ
ပြီးရင်ပြေချင်ပါပြီဒါပေမဲ့မပြေဘူးလား だけもピューだけもピュー အာ アシンピーレロピョピロはじゃあなんとか見るだけアシンピーレロタクマペタナマシウラそういうのタクラピョルそういうのあみあいピョレアナロもピョだろうっていうアナロしいのでအာနာတဲ့အချင်းကျွန်တော်တို့ရှိပါတယ်ဟုတ်ကဲ့ ジャパンレシール အာရှိ これトゥトゥバレーじゃんもの ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်အဲ့ဒါကြောင့်မလို့ဂျပန်လူမျိုးတွေမှာမတွေမှာအလိုလောတာကအဆင်ပြေတာများတယ် ဟုတ်တယ်နေချာကလည်း close ဖြစ်တာပါ ဟုတ်တယ်အဲ့ဒါပေါင်းလေအဲ့ဒါဆိုဂျပန်ကုမ္ပဏီကိုပြောမယ်ဆိုရင်တော့ထေချမဲပါဆိုတော့ပြောကြည့်မယ်နော် second တခါ second question တေချာလာ are you sure အဲ့ဒါကြီးဟုတ်တယ်ဟုတ် โอเคဒီနေ့ကဒါပဲနော်ကျေးဇူးတင်ပါတယ် ကျေးဇူးများတင်ပါတယ် ဟုတ်ဟုတ်今日はですねナワラにいろんなことを話してもらいましたけどまだまだいろんなことを聞いてみたい方もいらっしゃるかと思いますのでぜひコメント欄の方に書いていただければと思います本日は以上ですタター